လူတွေကဘာရည်ရွယ်ချက်နဲ့ဘာသာတရားတွေကိုကိုးကွယ်နေကြတာလဲလို့မေးလို့ရှိရင်ကိုယ့်ကိုယ်လည်းမေးကြည့်ပေါ့ငါဘာလို့ကိုးကွယ်တာကိုယ့်ကိုယ်လည်းမေးကြည့်ကဘာဥစ္စာတုံးကတော့ကြောက်လို့ကိုးကွယ်တာပဲမှန်ပဲဘာလို့လဲဆိုတဘာဝအန္တရာယ်ကြီးကိုကြောက်တယ်ဒီဘုရားဘာသာတွေတောင်မှပဲကြည်နေလေမုန်တိုင်းတိုက်လို့ရှိရင်အိမ်ထဲမှာကုတ်ပြီးတော့ဣတိပိသောဖိရော့နေတာကြောက်တာဟိုကြောက်လို့လှုပ်တာအဲ့တော့ကြောက်တယ်ဆိုတဲ့နေရာဒီအကြောက်ကိုကာကွယ်နိုင်လို့ရည်ရွယ်ချက်နဲ့ကိုးကွယ်ကြတာနောက်ပိုင်းရောက်လာတဲ့အခါကျတော့ကြောက်တယ်ဆိုတာတဘာဝအန္တရာယ်ကြီးတွေကြောက်တာလည်းပါတယ်ဆင်းရဲမှကြောက်တာလည်းပါတယ်နှစ်ခုဖြစ်လာပထမတော့တဘာဝအန္တရာယ်ကြီးတွေကိုကြောက်တယ်နောက်ကျတော့ဆင်းရဲမှကြောက်တယ်ဘာဖြစ်လို့လဲဆိုဘုရားကိုးကွယ်ရင်စီးပွားတက်တယ်တို့ချမ်းသာတယ်တို့ဆင်းရဲမှကြောက်တော့ကိုးကွယ်ကြတယ်ဒီလိုကိုးကွယ်မှုတွေကလောကကြီးမှာအများကြီးပဲပြီးတော့ယုံကြည်ချက်ကဘာလဲဆိုရင်ဟာတကူးချီတယ်ငါရဲ့ဘဝအကောင်းဆုံးဖန်တီးနိုင်တယ်ဒီဘုရားကိုမကိုးကွယ်လို့ဘုရားကစိတ်ဆိုးပြီးရင်ငါ့ကိုအပြစ်ဒဏ်ခတ်လိုက်မယ်လို့ဟောကြောက်တယ်ကြောက်တယ်ဂေါရမဗုဒ္ဓကတော့မကိုးကွယ်လို့အပြစ်ဒဏ်ခတ်တယ်ဆိုဘယ်တော့မှမရှိဘူးเนาะအပြစ်ဒဏ်ခတ်နိုင်တဲ့လူကဒီဥပဒေအရအရေးယူတတ်တဲ့မင်းတို့အစိုးရတို့ပဲရှိတယ်ဟုတ်လားဖခင်ကအပြစ်ဒဏ်ခတ်တယ်ဆိုတာဗုဒ္ဓသာသနာမှာမရှိဘူးဘယ်သူကအပြစ်ဒဏ်ခတ်တာတော့လို့ဆိုတော့ကိုယ်စိတ်ထဲမှာဖြစ်ပေါ်လာတဲ့မကောင်းတဲ့စိတ်ဓာတ်ကကိုယ်အပြစ်ခတ်တာအပြစ်ဒဏ်ခတ်တယ်ဆိုတာအဲ့ဒါတချို့ကငရဲကြီးတယ်ငရဲကြီးတယ်ဆိုတော့ဘုရားဒဏ်ပေးတယ်ထင်နေကြသေးတာကောရမဘုရားအဲ့ဒဏ်ပေးတဲ့ဘုရားထဲမှာမပါဘူးအဲ့တော့မြတ်စွာဘုရားဟာဒီဗုဒ္ဓဘာသာတွေကိုးကွယ်တဲ့ဘုရားဗုဒ္ဓဘာသာတွေအနေနဲ့နားလည်ဖို့လိုအပ်တယ်တို့ဘာဖြစ်လို့ကိုးကွယ်တာလဲဘာဖြစ်လို့ကိုးကွယ်တာလဲဆိုတာနားလည်ဖို့လိုတယ်အခြားဘာသာတရားတွေဟာသူတို့ရွယ်ချက်နဲ့သူတို့ကိုးကွယ်ကြတာရှိတယ်တကယ်အစစ်မှန်ကိုလိုက်ကြည့်မှဆိုရင်တော့ဆင်းရဲတာကြောက်လို့ကိုးကွယ်တယ်ချမ်းသာခြင်းလို့ကိုးကွယ်တယ်အဲ့တော့ဘုရားဘာသာဝင်တွေကဆင်းရဲမှကြောက်လို့တို့ချမ်းသာခြင်းလို့ဆိုတာတွေနဲ့ဒီသဘာဝအန္တရာယ်ကြီးတွေကိုကြောက်လို့ဆိုတဲ့ဟာတွေဟာအကျင့်ပါလာတာပဲရှိတယ်အကျင့်ပါလာတာပဲရှိတယ်ဘုရားကသဘာဝအန္တရာယ်ကြီးတွေကိုဖန်ဆင်းတာမဟုတ်ဘူးတဘာဝတရားရဲ့တဘာဝတရားကပဲတဘာဝဘေးအန္တရာယ်ကြီးတွေကိုဖြစ်ပေါ်စေတာဘုရားဖန်ဆင်းတာမဟုတ်ဘူးဘုရားဘာသာအလိုရဘုရားဖန်ဆင်းတာမဟုတ်ဘူးအဲ့ဒါကြောင့်မလို့ဘုရားကိုကိုးကွယ်တာနဲ့တဘာဝအန္တရာယ်ကြီးတွေကလွတ်တယ်ဆိုတာမဟုတ်ဘူးသူတို့လည်းလွတ်သလားလို့ဆိုတော့မဟုတ်ဘူးတဘာဝအန္တရာယ်ဆိုတာသူကသူဖြစ်တာနာမည်ကတဘာဝအန္တရာယ်တဘာဝတရားကဖြစ်ပေါ်လာတာဒါတွေကဘယ်သူမှဖန်ဆင်းတာမဟုတ်ပဲနဲ့အဲ့တော့ဖြစ်ပေါ်လာခြင်းအကြောင်းကတခုမိမိကကြောက်လို့ကိုးကွယ်တာတခြားဒီလိုဖြစ်နေဒါဖြင့်ဗုဒ္ဓဘာသာဝင်တွေကဘာဖြစ်လို့ဗုဒ္ဓဓမ္မသံဃာဆိုတာဒီကိုးကွယ်ရကိုးကွယ်ကြရတာလေနတ်ကိုးကွယ်မှုကိုစွန့်လွတ်ပြီးတော့ဗုဒ္ဓကိုကိုးကွယ်တယ်လို့ဆိုတာအမှန်ကန်သိဖို့အတွက်ကိုးကွယ်ရတာအမှန်တရားကိုသိဖို့အတွက်ကိုးကွယ်တာလောကမှာအမှန်မသိသေးလို့လူတွေဟာကြောက်တယ်အမှန်သိရင်ကြောက်စရာမရှိမှမရှိဘူးနဲ့အမှန်မသိသည့်အတွက်ကြောင့်လောကကြီးဟာကြောက်စရာဖြစ်နေတယ်အမှန်ဆိုတာဘာတွေလဲလို့ဆိုရင်ဘုရားတရားတော်အရာပြောမယ်ဆိုရင်အမှန်တရားဆိုတာ၄ခုပဲရှိတယ်အရိယပုဂ္ဂိုလ်တွေသိတဲ့အမှန်တရားဒုက္ခသမုဒယនិရောဓမက္ခလို့ဆိုတယ်အမှန်တရား၄ခုတန်တရားတွေကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့တွေရထားတာကျင့်တတ်စရာမကောင်းတဲ့ယုတ်နဲ့နံပြဿနာတွေအတိပြည့်နေတဲ့ဒုက္ခရတာဒုက္ခကိုဒုက္ခလို့မထင်လေနဲ့ဘာဖြစ်လို့ဒုက္ခလို့မထင်လေနဲ့လို့ပြော
ဘလောက်ပဲယာတုကြီးကြီးဘလောက်ပဲစီးစိမ်ဥစ္စာတွေနဲ့ပြည့်စုံနော်ဘလောက်ပဲပညာတတ်ဘာဖြစ်တဖြည်းဖြည်းချင်းအိုးလာတာဆိုတာရှောင်လို့ရလားမရတဖြည်းဖြည်းအိုးလာတာကိုလည်းရှောင်လို့မရဘူးနောက်ဆုံးသေးတာဆိုတာရောရှောင်လို့ရလားအဲ့တော့ဒီ problem ကလာတာကြီးပဲအကုန်လုံးဒါကြောင့်မို့လို့ရှင်းနေเสียမကောင်းဘူးလို့ပြောတာဘုန်းကြီးတို့တွေနေ့စဉ်နဲ့မြတ်အိုခြင်းပဲရောက်နေတယ်နာခြင်းပဲရောက်နေတယ်သိခြင်းပဲသွားနေကြတယ်ဘယ်ဘာသာဝင်မဲဖြစ်ဖြစ်ဒီဘက်ကိုသွားတာတူတူပဲဒါကြတော့အားလုံးကတူတူပဲအဲ့ဒီတူညီတဲ့ပြဿနာတွေကိုမြတ်စွာဘုရားအေးဒါအမှန်တရားပဲလောကမှာအမှန်တရားကိုသိအောင်ကြိုးစားဟုတ်တယ်လူဘဝဆိုတာယုံနဲ့ခန္ဓာယုတ်ခန္ဓာယုံနံခန္ဓာနှစ်ခုယုံနံနှစ်မျိုးပဲရှိခန္ဓာ၅ပါးယုံနံတရားပဲရှိတယ်အဲ့ဒီခန္ဓာ၅ပါးယုံနံတရားမမြဲဘူးဖြစ်ပြီးရင်ပြတ်သွားတယ်အဲ့ဒီဖြစ်မှုပြတ်မှုတွေကအမြဲတမ်းအနှောင့်အယှက်ပေးနေလို့ဒုက္ခအဲ့ဒီလိုအနှောင့်အယှက်ပေးနေတာကိုကိုယ်မှဘာမှပါဝါမရှိဘူးဘယ်သူမှတွန်းလှန်နိုင်တာမရှိဘူးငွေကြေးတနာအသုံးချပြီးတော့ရောတွန်းလှန်ရမလားမရဘူးအာနာယာတုအာနာကိုအသုံးချပြီးတော့တွန်းလှန်ရောရမလားမရဘူးတဲ့အသိပညာကိုအသုံးချပြီးတော့ဝိဇ္ဇာမန္တန်တွေကိုအသုံးချပြီးတော့တွန်းလှန်ရောရမရဘူးအဲ့ဒါဟာအနတ္တပဲပေါ့ဟောအနိစ္စဒုက္ခအနတ္တဒါသဘာဝတရားကြီးအဲ့ဒါကိုမှန်အောင်သိအောင်လုပ်ရမယ်အဲ့ဒီသဘာဝတရားကြီးကဘာကြောင့်ဖြစ်နေတာတုံးလို့မေးလိုက်လို့ရှင်ဒုက္ခသမုဒယကိုလိုချင်လို့ဖြစ်နေတာတဲ့ကိုကကောင်းတာလေးတွေးပြီးတော့ဒါကိုရချင်နေလို့ရနေတာဟောတန်တရားထဲမှာဒီနှစ်ခုပဲဘုန်းကြီးတို့ရထားတာကဒုက္ခနော်ရချင်တဲ့တဏှာကအဲ့ဒီဒုက္ခကိုထုတ်လုပ်နေတဲ့အကြောင်းတရားဒါမှန်တရားပဲအဲ့ဒါကိုသိဖို့ဘုရားကိုးကွယ်ရတယ်ဒါကိုသိအောင်ပြောပြလို့မြတ်စွာဘုရားကိုကိုးကွယ်တယ်ဒါမှမဟုတ်ဗုဒ္ဓဆိုတဲ့စကားလုံးကသိသူလို့အဓိပ္ပာယ်ရတယ်ဘာကိုသိတာအမှန်တရားကိုသိတာနောက်အဓိပ္ပာယ်ကဗုဒ္ဓဆိုတာနိုးကြသူလို့အဓိပ္ပာယ်ရတယ်ဘယ်ကနေနိုးလာတာတော့ဆိုမသိခြင်းဆိုတဲ့အိပ်ပျော်ခြင်းကနိုးလာတာလောကလူတွေဟာမသိဘူးဆိုရင်အိပ်ပျော်နေတာပဲလေအသိဉာဏ်မရသေးသမျှအိပ်ပျော်နေတာနဲ့အလားတန်တူတယ်နိုးလာပြီဆိုရင်ကိုယ်ပတ်ဝန်းကျင်ကိုသိလာအိပ်ပျော်နေတဲ့ပုဂ္ဂိုလ်ကကိုယ်ပတ်ဝန်းကျင်ဘာမှမသိဘူးနိုးလာပြီဆိုရင်အကုန်သိအကုန်မြင်လာအဲ့ဒါကြောင့်မလို့ဗုဒ္ဓဆိုတာရှေးဥဆိုတာနိုးလာသူလို့ဒီလိုအဓိပ္ပာယ်လေးယူတယ်အဝိတ်ကားပေါ့နိုးလာသူနိုးဝါအရာခတ်သိမ်းကိုသိတဲ့ပုဂ္ဂိုလ်အမှန်တရားကိုသိတဲ့ပုဂ္ဂိုလ်ဟောတန်တရားကြီးမှာအကြောင်းနဲ့အကျိုးမှန်မှန်ကန်ကန်ပြောတတ်ပြီးတော့ဟောတတ်ပြီးတော့အဲ့ဒါကြီးကိုမလို့ချင်းရင်ထွက်ပေါက်ပါလဲလို့ဆိုရင်ဒုက္ခនិရောဓနိဗ္ဗာန်ထွက်ပေါက်ပဲဒီဒုက္ခကိုဖယ်ဒုက္ခကြီးရဲ့ထွက်ပေါက်မရှိဘူးလားဆိုရှိတယ်အဲ့ဒါနိဗ္ဗာန်ထွက်ပေါက်ဒါကိုဒုက္ခនិရောဓလို့ခေါ်တယ်ဒုက္ခရဲ့ချုပ်ငြိမ်းရာအဲ့ဒီဒုက္ခនិရောဓကိုရောက်စေနိုင်တဲ့နိလန်ရောရှိလားရှိတယ်ဒုက္ခនិရောဓဂ ामि နိပฏิပဒါဆိုပြီးတော့မဂ္ဂသစ္စာနော်ဟောပြည့်ပြည့်စုံစုံပြောထားတာနော်ဥပမာဘာနဲ့တူတုံလို့ပြောမယ်ဆိုလို့ရှိရင်သစ္စာ၄ပါးဆိုတာဘာနဲ့တူတုံဆိုရင်ယောဂရဲ့ယောဂဖြစ်ကြောင်းတရားရဲ့ယောဂပျောက်ကင်းခြင်းနဲ့ယောဂပျောက်အောင်ကုထုံးတဲ့ဆေးဝါးဟော၄ခုရှိတာပဲအဲ့ဒီမှာလေယောဂလည်းရှိတယ်ယောဂဖြစ်စေတတ်တဲ့အကြောင်းတရားလည်းရှိတယ်ယောဂပျောက်ခြင်းဆိုတာလည်းရှိတယ်ပျောက်စေတတ်တဲ့ဆေးဝါးနဲ့ကုထုံးဆိုတာလည်းရှိတယ်ဟောအဲ့ဒါလိုပဲဘုန်းကြီးတို့တွေဒီအမှန်၄ချက်ကိုဟောကြားနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ကိုဒီအမှန်၄ချက်ကိုသိဖို့အတွက်ကိုးကွယ်ရတာဒါဗုဒ္ဓဘာသာကြီးကိုးကွယ်တာအဲ့တော့ကြောက်တယ်ဆိုတဲ့နေရာဘာကြောက်ရ
ထပ်တလဲလဲအိုရမှာထပ်တလဲလဲနာရမှာတန်တရားထဲမှာဆင်းရဲဒုက္ခတွေရောက်မှာဒါကိုကြောက်တာခုနတဘာဝအန္တရာယ်ကြီးတွေကိုကြောက်တာမဟုတ်ဘူးအေးမသိလို့ရှိရင်ဘုန်းကြီးတို့တွေဘာလုပ်အဝိဇ္ဇာဆိုတဲ့အသိဉာဏ်ကင်းမဲ့လာပြီဆိုလို့ရှိရင်အမှန်ကိုအမှားထင်တယ်အမှားကိုအမှန်ထင်တယ်လှုပ်တဲ့နာကိုမလှုပ်တဲ့ဘူးလို့ထင်တယ်မလှုပ်တဲ့နာကိုလှုပ်တဲ့နယ်လို့ထင်တယ်ရန်တန်လှုပ်တယ်အဲ့ဒါလို့ထင်နေတာအမှန်မှမသိတာကိုအဝိဇ္ဇာလို့ပြောတာအဝိဇ္ဇာဆိုတာဝိဇ္ဇာဆိုတာအသိဉာဏ်အဝိဇ္ဇာဆိုတာအသိဉာဏ်ရဲ့ဆန့်ကျင်ဘက်အသိဉာဏ်ကိုမဖြစ်ပေါ်စေနိုင်တဲ့အသိဉာဏ်ရဲ့ဆန့်ကျင်ဘက်တွေးဝေခြင်းအဲ့ဒါရှိနေပြီဆိုလို့ရှိရင်လုံးဝလောက်ရလောက်တာကသင်္ခါရလုံးဝလောက်ရလောက်လာလို့ဘဝတစ်ခုရလာတာကဝိညာဏနာမရူပသလယရဏဖသဝေဒနာဆိုတာဒါတွေရလာတာဝေဒနာဆိုတဲ့အာယုန်နဲ့ပတ်သက်ပြီးတော့ခံစားမှုတွေရှိလာတဲ့အခါမှာလိုချင်တယ်ဆိုတဲ့တဏှာဖြစ်လာပြန်တယ်ဝေဒနာပစ္စယတဏှာအေးဖြစ်လာပြီးတဲ့အခါမှာဆွဲလန်းမှုဆိုတာလေးဖြစ်လာတဲ့ဥပါဒံဆွဲလန်းလေးတဲ့ကြောင့်ဘဝတစ်ခုတစ်ခါရဖို့ကြိုးစားလာပြန်တယ်ကမ္မဘဝဥပါဒနာပစ္စယကမ္မဘောအဲ့ဒီကမ္မဘဝရှိလာတဲ့အတွက်ကြောင့်ဘာဖြစ်လဲဘဝပစ္စယဇာတိဆိုပြီးတော့ပြန်ပြီးမွေးဖွားမှုဆိုတာလာပြန်တယ်မွေးလာပြီဆိုရင်တော့နောက်ကဆက်လာမှာဇာတိပစ္စယဇရာမရဏံပဲရှောင်လို့မရဘူးဒါအမှန်တရားတွေဘယ်သူမှညင်လို့မရဘူးဘယ်ဘာသာဝင်ပဲဖြစ်ဖြစ်ယုံသည်ဖြစ်စေမယုံသည်ဖြစ်စေဒီတိုင်းပဲသွားနာမှာ the law of nature ဒါလက်တွေ့လည်းပဲရှိနေတာပဲဒါသာဝရဘုရားဖန်ဆင်းနေပြောဘယ်ဟာဖန်ဆင်းနေပြောမဖန်ဆင်းဘူးပဲပြောဒီတိုင်းသွားနေတာတော့သိကြတယ်လူတိုင်းကကိုယ်တိုင်မြင်နိုင်တယ်ဒါကိုယ်တိုင်မမြင်နိုင်တာတွေအံ့ဩစရာကောင်းတယ်လူတွေဟာလေမြင်ရတာကိုမယုံမဲနဲ့မမြင်ရတာကိုသွားယုံတယ်လူရဲ့သဘာဝကိုများသောအားဖြင့်မမြင်နိုင်တာတွေသွားယုံနေတာတွေများတယ်လက်တွေ့ကြတာတွေကိုကြော်ပြီးတော့လက်တွေ့မဟုတ်တာတွေကိုလက်ခံကျင့်သုံးနေကြတယ်တဲ့တော်တော်လဲအံ့ဩစရာကောင်းတယ်ဒါကြောင့်မို့လို့လောကကြီးကတစ်ခါပြောကြရတယ်လိမ်မဲ့လူမျောနေတာပါအလိမ်ခံမို့ကအစင်သေးမယ်နော်ဒီကနေ့ခေတ်မှာလဲကြည့်တယ်ဘယ်သူလားလိမ်အလိမ်ခံမဲ့လူတွေပြေးလိမ်တဲ့လူကသာပြီးလိမ်ပါသွားတာပဲအကုန်လုံးဒါကြောင့်မို့လို့လူတွေဟာအလိမ်ခံညင်းနေတော့မယ်အဲ့ဒါဘာဖြစ်လို့ဖြစ်ရတာတော့ဆိုယုံကြည်မှုတွေလွှမ်းမိုးပြီးတော့အသိဉာဏ်တွေအားနေတာပဲဒါကြောင့်မို့လို့ဗုဒ္ဓမြတ်စွာရဲ့တရားဓမ္မမှာအလုံးဗုဒ္ဓဘာသာဝင်တွေသိတယ်မဂ်ကင်၈ပါးဆိုတဲ့အထက်မှာယုံကြည်မှုဆိုမပါဘူးနော်ယုံကြည်မှုနဲ့လှုပ်လို့မရဘူးယုံကြည်မှုနဲ့လှုပ်တာဘာတော့ဆိုရင်ယုံကြည်မှုရှိလို့ရှိရင်ဘုရားစီဘုရားတရားတန်ခါစီချင်းကပ်မယ်ချင်းကပ်ယုံလေးတွေယုံကြည်မှုကလမ်းခင်းပေးတာအေးဗုဒ္ဓကိုယုံကြည်လို့ဗုဒ္ဓစီပို့ပေးတယ်ဓမ္မကိုယုံကြည်လို့ဓမ္မကိုကျင့်သုံးစေတယ်တန်ခါကိုယုံကြည်လို့တန်ခါစီကနေပြီးတော့တရားဓမ္မနာဟောယုံကြည်မှုကအဲ့ဒီအဆင့်ပဲယုံကြည်လို့ဘုရားတရားတန်ခါနဲ့တွေ့တဲ့အခါကျအသိဉာဏ်အဓိကဖြစ်သွားတယ်ဒါကြောင့်မို့မဂ်ကင်၈ပါးထဲမှာမြတ်စွာဘုရားဟောထားတာသမ္မာဒိဋ္ဌိမှန်မှန်ကန်ကန်မြင်ခြင်းနဲ့နော်မြင်တယ်ဆိုတာဉာဏ်ကိုပြောတာဒီနေရာမှာ right understanding မှန်မှန်ကန်ကန်နားလည်ခြင်းသို့မဟုတ် right view အမှန်မြင်တာဉာဏ်ဆိုတာဟာသိတာရဲ့မြင်တာရဲ့နှစ်ခုရှိတယ်ဉာဏ်ရဲ့လက္ခဏာကသိခြင်းလက္ခဏာရှိတယ်သူ့ရဲ့စွမ်းရည်ကမြင်ခြင်းအစွမ်းတတ္တိကမြင်တယ်သိတာကဉာဏ်ရဲ့လက္ခဏာမြင်တာကဉာဏ်ရဲ့စွမ်းအင်ဟောနှစ်ခုဒီလိုလောက်တာအဲ့တော့သမာဓိဋ္ဌိဆိုတာစွမ်းအင်နဲ့ပြတာစွမ်းအားဉာဏ်ရဲ့စွမ်းအားနဲ့ပြတာဒါမှမဟုတ်ဘုန်းကြီးတို့တွေယုံကြည်တယ်ဆိုတာကိုမဂ်ကင်၈ပါးထဲမှာထည့်မထားဘူးအတိညာအဓိကကြလို့သမာဓိဋ္ဌိတဲ့အဲ့ဒါလို့မမကန်ကန်မြင်မှုအတွက်ဘာလို့
တမ္မာသင်္ကပ္ပမှန်မှန်ကန်ကန်တွေးထားရအခုကတွေးတာကစပြီးလမ်းလွဲနေတွေးတာကစလမ်းလွဲဖះအလောင်းနေတွေးပုံတွေးနည်းလေးကြည့်သူမိရာရဲ့သေးကဘဝနဲ့ပတ်သက်ပြီးဘယ်လိုတွေးတုံလို့ဆိုရင်ဒီလောကကြီးမှာအပူရှိတယ်အပူရှိရင်အေးလည်းရှိရဟောမီးရှိတယ်မီးရှိလို့ရှိရင်မီးငြိမ်းတာလည်းရှိရဒုက္ခရှိတယ်ဒုက္ခရှိရင်ဒုက္ခလည်းရှိရဒုက္ခရှိရင်ဒုက္ခလည်းရှိရစဉ်းစားဖို့ပြောပါတယ်သေတဲ့တရားရှိရင်မသေတဲ့တရားလည်းရှိရမယ်ဟောမှန်မှန်ကန်ကန်တွေးရဘဝနဲ့အဖြစ်ရှိရင်ပြည့်ရှိရဟောအဲ့ဒါလို့မှန်မှန်ကန်ကန်စဉ်းစားခြင်းဖြင့်အမှန်တရားကိုရှာဖွေတွေ့ရှိနိုင်တယ်ရှာဖွေတွေ့ရှိအောင်ကြိုးစားတာတမ္မာဝါယာမကြိုးစားတဲ့အခါမှာအမှန်တရားပေါ်မှာအာယုံဆိုင်နိုင်တာကတမ္မာတတိနဲ့တည်ငြိမ်တာကတမ္မာသမာဓိဆိုပြီးတော့ဟောဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်တယ်ဆိုတာအဲ့ဒီမဂ်ခင်၈ပါးတဲ့ကဒီ၅ပါးအလုံးလုံးထားပဲအဲ့တော့ဒီ၅ပါးဟာကောင်းကင်ဘုံကရတဲ့တရားမဟုတ်ဘူးနော်ဘုရားကိုယ်တိုင်သူကိုယ်တိုင်ဒီ၅ပါးကိုအသုံးချပြီးတော့ဘုရားဖြစ်တာအလုံးပေါင်းလိုက်တော့အခြေခံကတမ္မာဝါစာတမ္မာကမ္မန္တတမ္မာစီပေါ့ကိုချင်းတရားပေါ့အဲ့ဒါနဲ့ပေါင်းလိုက်ရင်မဂ်ခင်၈ပါးပေါ့အဲ့ဒါလို့ဒီမဂ်ခင်၈ပါးလမ်းကြောင်းကသွားလို့ဘုရားဖြစ်တယ်ယဟန္တာတွေဖြစ်ကြတယ်ကျွတ်တရားရကြတယ်ဒီလမ်းကြောင်းကပဲသွားတာအဲ့တော့ဒုတွေလည်းဘုရားဟောထားတဲ့ဒီလမ်းကြောင်းတိုင်းလျှောက်လို့ရှိရင်ဒီလမ်းလျှောက်ရင်ဒီစခန်းရောက်မှာတော့သိချတာပဲပေါ့သိကြတယ်လှုပ်လို့မဖြစ်တဲ့အရာကိုဟောတာမဟုတ်ဘူးလှုပ်လို့ဖြစ်တဲ့အရာဟောတာဒါကြောင့်မို့တရားကုံတော်တွေထဲမှာပါတယ်မောလားသွားခါတော့ဘဂဝတာဓမ္မောဓမ္မကိုဟောတယ်ဆိုတာသွားခါတအမှန်တိုင်းဟောထားတာလွဲမှားတာမရှိဘူးမှန်တဲ့တိုင်းပြောထားတာအေးမှန်တဲ့တိုင်းပြောတာဆိုတာဟုတ်ပြီဘယ်သူသိမှာတော့တန်ဒိဋ္ဌိကိုယ့်ဘာကိုသိနိုင်တယ်ဟောကိုယ်တိုင်သိနိုင်တယ်လောက်သူကိုယ်တိုင်သိလို့ရတယ်အေးကောင်းကင်ဘုံဆိုတာဘယ်သူသိမှာထာဝရဘုရားကြီးကဖန်ဆင်းခဲ့တယ်ဆိုတာဘယ်သူသိမှာဘယ်သူမှမသိဘူးတစင်ပြောတာပဲအစင်လာရယုံကြည်ရတာရှိတာဟောအဲ့ဒါတွေဖယ်ထားကိုယ်လက်တွေ့အကြဆုံးကိုနားလည်အောင်ကြိုးစားဒါကြောင့်မို့လို့ဘုရားဘာသာကို religion ဆိုတဲ့ဘာသာမဟုတ်ဘူးလို့ဆိုကြတာဘာလို့လဲဆို religion ဆိုတဲ့ဘာသာစကားကိုယ့်ကိုယုံကြည်ပြီးတော့လက်ခံတာ religion လို့ခေါ်တာအေးကောင်းပြီဘုရားရဲ့ဘာသာတရားနဲ့ကိုးကွယ်မှုဆိုတာဘုရားဘာသာဝင်တွေကဘုရားကိုကိုးကွယ်တယ်ဘာရည်ရွယ်ချက်နဲ့ကိုးတာတော့ကိုးကွယ်တာလဲလို့ဆိုအမှန်တရားသိဖို့ဆိုရည်ရွယ်ချက်အမှန်ကန်ကိုသိဖို့အမှန်ကန်သိမှသာလေဒီ problem တွေပြဿနာတွေဆင်းရဲဒုက္ခတွေကလွတ်မြောက်နိုင်မယ်လို့ဒီယုံကြည်ချက်နဲ့ကိုးကွယ်ကောင်းပြီအဲ့ဒီမှာကိုးကွယ်မှုဆိုတာကိုဘုရားဘာသာမှာတရဏဂုံလို့ခေါ်တယ်လူတွေလည်းဗမာစကားထဲမှာလည်းပဲတရဏဂုံဆောက်တည်တယ်တို့တရဏဂုံတည်တယ်တို့တရဏဂုံပြတ်တယ်တို့တရဏဂုံတင်တယ်တို့ဆိုတဲ့စကားလုံးတွေရှိတယ်အဲ့တော့ဒီစကားလုံးရဲ့အဓိပ္ပာယ်ကိုနားလည်ဖို့လိုအပ်တယ်အဲ့ဒီလိုနားလည်ဖို့ရအတွက်တစ်ခုချင်းတစ်ခုချင်းအဓိပ္ပာယ်လေးကိုမှတ်သားထားဖို့ပါဠိစကားကတရဏဂုံဆိုတဲ့စကားပါဠိစကားအပြည့်အစုံပါဠိစကားကရလာတဲ့မြန်မာစကားပဲပါဠိစကားအတိုင်းပြောမယ်ဆိုလို့ရှိရင်တရဏခမနခမနကိုဂုံလို့လုပ်လိုက်တာတရဏကတရဏပဲခမနကိုဂုံလို့လုပ်ထားတာအဲ့တော့ဒီဂုံဆိုတာလည်းခုနဂုံရှိတယ်တို့ဟုတ်လားဂုံမရှိဘူးဆိုတဲ့ဂုံမဟုတ်ဘူးဒီဂုံကဒါကြောင့်မို့သေးသေးတင်တဲ့ဂုံချင်းဂုံမတ်တတ်တဲ့ဂုံချင်းဂုံဒီဂုံကခမနလာတဲ့ဂုံမတူဘူးရေထုံချင်းကတရဏဆိုတဲ့အဓိပ္ပာယ်ကဘာလဲလို့ဆိုမေးလို့ရှိရင်ပြဿနာတွေကိုရှင်းပေးသူလို့အဓိပ္ပာယ်ရတယ်လောကမှာတတ္တဝါတွေဟာပြဿနာတွေနဲ့ဒုနဲ့ဒေပြဿနာတွေရှိနေကြတယ်အားလုံးဆိုင်တဲ့ပြဿနာဘာလဲဆိုရင်အိုခြင်းနာခြင်းသိခြင်းအားလုံးဆိုင်တဲ့ပြဿနာ
ကျန်တာတွေကလူတိုင်းမဆိုင်ဘူးဥပမာနိုင်ငံရေးပြဿနာတို့စီးပွားရေးပြဿနာလူမှုရေးပြဿနာမိသားစုပြဿနာပညာရေးပြဿနာလူတိုင်းမှာမဆိုင်ဘူးအဲ့ဒါရှိတယ်လူရှိတယ်မရှိတယ်လူမရှိဘူးဟောအိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဒီပြဿနာကြတော့အလုံးနဲ့ဆိုင်တယ်ရှောင်လို့ရတဲ့လူရှိရလားမရှိဘူးဒါကြောင့်မို့လို့အဲ့ဒီဘုံဆိုင်ပြဿနာအခက်ခဲတွေကိုဖြေရှင်းဖယ်ရှားပေးနိုင်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တရဏလို့သုံးတာအဲ့ဒါကိုပဲမြန်မာလိုတာမန်ပြန်တော့ကိုးကွယ်ရလို့ပြန်ကြတာသူ့ရဲ့စကားလုံးရဲ့အဓိပ္ပာယ်ကဆင်းရဲဒုက္ခနဲ့ပြဿနာကိုဖယ်ရှားနိုင်သူဆိုတဲ့အဓိပ္ပာယ်နိုင်တဲ့အရာဖယ်ရှားနိုင်တဲ့အရာလို့ဒီလိုအဓိပ္ပာယ်ရအဲ့တော့တရဏဆိုတာဘယ်သူကိုပြောတာလဲဗုဒ္ဓဘာသာတွေအဆိုရဖွင့်ဆိုမယ်ဆိုရင်တရဏဆိုတာဗုဒ္ဓဓမ္မသံဃာဖရာတရားသံဃာဒီသုံးပါးကိုတရဏလို့ခေါ်တယ်ယရဏသုံးပါးကိုတရဏလို့ခေါ်တယ်ဘာကြောင့်တရဏလို့ခေါ်တာတုံးဆိုရင်လူတွေရဲ့တဏ္ဍာမှာကြာရောက်ဖြစ်ပေါ်လာနိုင်တဲ့အခက်အခဲတွေကိုဟုတ်လားပြဿနာတွေကိုဖြေရှင်းပြနိုင်သောကြောင့်တရဏလို့ခေါ်တယ်ဒါအဓိပ္ပာယ်တစ်ခုမှတ်အဲ့ဒီမှာဖြေရှင်းမှုဖြေရှင်းနည်းကဘယ်လိုလဲမြတ်စွာဘုရားကဘယ်လိုအခက်ခဲတွေကိုတို့ပေါ်မှာရှိတဲ့အခက်ခဲတွေကိုဖြေရှင်းတယ်အေးတခြားဘုရားဆိုတာတွေကမတယ်လို့ယုံကြည်ကြတယ်သူတို့ဘုရားစီဆူတောင်းလို့ဘုရားကမတယ်ဒီဂေါရမဘုရားကတော့မတယ်ဘုရားလည်းမဟုတ်ဘူးချတယ်ဘုရားလည်းမဟုတ်ဘူးเนาะဘုရားဆူတယ်ဆိုတာအမှန်ဘုရားမဆူအောင်ကိုယ့်အကိုဆူတာပါเนาะအဲ့ဒီမှာဒီဘုရားကမားတယ်ဘုရားလည်းမဟုတ်ဘူးချတယ်ဘုရားလည်းမဟုတ်ဘူးအမှန်တရားကိုဖော်ပြတဲ့ဘုရားဒါဖြင့်ဘာကြောင့်တရဏလို့ခေါ်နိုင်တယ်လဲလို့ဆိုရင်မြတ်စွာဘုရားဒီဂေါရမဘုရားကဟိတိပဝတ္တနေနအာဟိတာသနိဝတ္တနေနတတ္တနံဘယံဟိန္ဒတိဗုဒ္ဓောတဲ့ဆိုလိုတာကတတ္တဝါတွေပေါ်မှာကြာရောက်တဲ့အန္တရာယ်တွေကိုဖယ်ရှားတယ်ဘယ်လိုဖယ်ရှားတာတုံးလို့ဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာကိုဖြစ်ပွားစေတတ်တဲ့အကျင့်တရားတွေကိုကျင့်သုံးလိုက်တာစေပြီးတော့မကောင်းကျိုးကိုပေးစေတတ်တဲ့သဘာဝတရားတွေမှရှောင်ကျဉ်စေခြင်းဖြင့်ဖယ်ရှားတယ်ဒါသွန်သင်ဆုံးမပြီးတော့ဆိုလိုတာကမင်းဒီလမ်းမလိုက်နဲ့ဒီလမ်းလိုက်ရင်မင်းဒုက္ခရောက်လိမ့်မယ်မင်းဘယ်လမ်းကသွားဒီလမ်းကိုရှောင်ဟိုလမ်းကိုသွားဟုတ်လားဒီအလုပ်ကိုလုပ်ဟိုအလုပ်ကိုမလုပ်နဲ့ဆိုတဲ့သွန်သင်ဆုံးမမှုဖြင့်လောကမှာလည်းပဲဒီလိုကြီးပွားနေတာတွေအများရှိတယ်လေသွန်သင်ဆုံးမမှုဖြင့်လူတွေရဲ့အခက်အခဲကိုဖြေရှင်းပေးတာတဲ့ဟုတ်တယ်လေလောကမှာကြည့်လူကြီးသူမတွေကဘဝမှာအတွေ့အကြုံနည်းသေးတဲ့ပုဂ္ဂိုလ်တွေကိုဟာမင်းဒီလုံမလုံးနဲ့ဒီလုံလို့ရင်ပြဿနာဖြစ်လိမ့်မယ်ဟိုလုံအကြံပေးကြဒါမလုံးနဲ့ဟိုကလုံဟောပြောတဲ့တိုင်လိုက်နာပြီးလှုပ်တဲ့လူတွေကြီးပွားသွားတာတွေလည်းရှိမလုံးနဲ့ဆိုရတဲ့နဲ့ဇွတ်လုံလို့ဒုက္ခရောက်တဲ့လူတွေဆိုတာလည်းရှိတာပဲဒီလမ်းကိုမသွားနဲ့ဟိုလမ်းကိုသွားဟောအဲ့ဒါလည်းပဲနဲတဲ့အကူညီမှဟုတ်မှာမဟုတ်ပဲအဲ့ဒီနီးနဲ့အကူညီပေးတယ်ဆိုတာဒါဖြစ်နိုင်တဲ့အကူညီတစ်ခုပဲဖြစ်နိုင်တဲ့အကူညီတစ်ခုဥပမာမဲ့ဆရာဝန်တယောက်စီသွားတာဘာယုံကြည်ချက်နဲ့သွားတာဘာမျှော်လင့်ချက်နဲ့သွားတာကိုယ်တဏ္ဍာမှာယောဂဖြစ်နေတယ်ယောဂဖြစ်လို့ဆရာဝန်စီသွားတဲ့အခါမှာဆရာဝန်ကဒီယောဂကိုကုပေးတယ်လို့ပြောကြတယ်တကယ်တော့ဆရာဝန်ကကုတာမဟုတ်ဘူးဆေးကကုတာဆရာဝန်ကဘာလုပ်တုံးဆိုလို့ရှိရင်စမ်းတတ်တယ်ဒီယောဂဘာကြောင့်ဖြစ်တာအဲ့တော့ဒါမလုံးနဲ့ဒီအစားမစားနဲ့ဒီဆေးတောက်ဒါပဲမဟုတ်လား तू ပြောတာဒီဆေးတောက်ယောဂဖြစ်နေတဲ့အရာတစ်ခုကိုဖယ်ရှားပေးတာတော့ရှိတာပေါ့ခွဲစိတ်ကုသတာအကြောင်းတရားကိုရှာဖွေပြနိုင်တယ်အဲ့ဒီနည်းနဲ့ဆေးမတောက်ဖက်နဲ့ယောဂပြောက်တဲ့လူဆိုတာရှိပါ့မလားရှိဘူးအဲ့တော့မြတ်စွာဘုရားကိုကိုးကွယ်ရတယ်ဆိုတဲ့နေရာလည်းပဲဒီနည်းတိုင်းပဲပေါ့
ဒါမလုံးနဲ့ဒါလှုပ်ဆိုတာကိုအမှန်ကန်ပြောနိုင်လို့ကိုယ်ွယ်ရတာဘုရားကမလုံးနဲ့ဆိုတဲ့အလုပ်သွားလို့ရင်ဒုက္ခရောက်တယ်လှုပ်ဆိုတဲ့အလုပ်ကိုမလုပ်ဖဲနေရင်အကျိုးမဲ့ဖြစ်တတ်တယ်ဟောအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားတတ္တဝါတွေပေါ်မှာကြာရောက်မဲ့အန္တရာယ်ကိုဖယ်ရှားပစ်တယ်ဆိုတာကောင်းကျိုးချမ်းသာဖြစ်စေတတ်တဲ့တရားတွေကိုလိုက်နာကျင့်သုံးစေပြီးတော့ဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားတွေကိုအကြံဉာဏ်ဖြင့်ဒါတွေကိုနောက်ကိုမလုံးနဲ့မကျင့်သုံးနဲ့ဆိုပြီးတော့ရှောင်ကျဉ်စေခြင်းဖြင့်တတ္တဝါတွေကိုကောင်းရာကိုပို့ပေးတယ်ဒီနည်းပဲရှိတယ်မပေးလို့မရဘူးဒါတော့ဖလုပ်လို့မရဘူးလေနောက်တရားကတော့ဘလို့တတ္တဝါတွေကိုဘလို့ဘေးရန်ကလွတ်အောင်လုပ်နိုင်တယ်ဆိုရင်ဟောတရားကလုံနိုင်ပုံကတော့ဘယ်လိုလုပ်တာတော့ဘဝကန္ထာရာနိဋ္ဌာရဏေနအတ္တတဓာနေနသဓမ္မောတဲ့တရားဟာလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်အဲ့ဒီလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်ကိုဘဝတည်းဟူသောကန္တာရကနေပြီးတော့ထွက်မြောက်စေနိုင်တယ်ဘဝထဲမှာရှိနေရင်လည်းတတ်တမှုပေးနိုင်တယ်ကဲစဉ်းစားကြည့်စိတ်ဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တယောက်အမှန်တရားကိုနှလုံးသွင်းလိုက်တဲ့အခါမှာစိတ်ငြိမ်းချမ်းမှုလေးရလာနော်နောက်ဆုံးတရားဓမ္မကျင့်ကြံကြိုးကိုအားထုတ်လို့ရှိရင်ဘဝဆိုတဲ့ကန္တာရခရီးကြီးအဲ့ဒီကနေပြီးတော့ထွက်သွားကြကန္တာရခရီးဆိုတာစဉ်းစားကြည့်ကန္တာရခရီးဆိုတာအလွန်အန္တရာယ်များတဲ့နေရာကိုပြောတာခရီးကြီးကလည်းအမှန်တန်ရှည်တယ်ဘေးရန်အန္တရာယ်တွေကလည်းအလွန်များတယ်ဆိုအားစို့သဲကန္တာရဆိုလို့ရှိရင်တစ်ပင်ကတပယ်မှရှိတာမဟုတ်အဲ့ဒါလို့ဝေးလံပြီးတော့ဖြတ်ကျော်ဖို့ခက်တဲ့ခရီးတွေကိုကန္တာရလို့ခေါ်တာဘဝကြီးကလည်းပဲဘဝကြီးကိုဖြတ်ကျော်ဖို့ဆိုတာအလွန်ခက်တယ်။အိုခြင်းနာခြင်းသိခြင်းဆိုတဲ့ဘေးရန်အန္တရာယ်တွေအလွန်များတယ်။အဲ့ဒီအိုခြင်းနာခြင်းသိခြင်းဆိုတဲ့အန္တရာယ်တွေကထွက်မြောက်ဖို့ဘဝတည်းဟူသောကန္တာရခရီးကြီးကထုတ်တယ်ဆိုတာဘယ်သူကထုတ်ပေးနိုင်တာတော့ဆိုဟောဒီဝိပဿနာကျင့်စဉ်ကိုကျင့်လို့ရလာတဲ့မေတ္တရားဖို့တရားမှထုတ်ပေးနိုင်တာကျန်တာမထုတ်နိုင်ဘူး။ဟောတန်တရားကြီးထဲမှာရှိနေတဲ့အချိန်မှာကန္တာရာကြီးထဲမှာဘလောက်ပူပြင်းတော်လဲပဲတချို့နေရာလေးမှာအိုအေးစစ်ဆိုတာလေးရှိသေးတယ်တစ်ပင်ရိပ်ကလေးနဲ့ရေအေးလေးနဲ့အဲ့ဒီအိုအေးစစ်လေးမှာနားနေလဲရမယ်ဆိုရင်အပူဒဏ်ကိုတက်တာစေပြီးတော့တခဏတာများတော့ချမ်းသာဒုက္ခရတယ်ဟောတရားဟာလည်းပဲကြည့်လေဒါနကောင်းမှုလုံးလိုက်တယ်ဘဝမှာပြည့်ပြည့်စုံစုံဖြစ်လာတယ်သီလဆောက်တည်လိုက်တယ်အသက်ရှည်တယ်ကျမ်းမာတယ်ဘာဝနာတရားအထုတ်လိုက်တယ်ဖြစ်လျက်ဘဝမှာအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်လာတယ်ဩတန်တရားတွေကမထွက်နိုင်အောင်တတ်တာမှုတွေကိုအများကြီးပေးတယ်ဒါဓမ္မရဲ့စွမ်းရည်ပဲဒါဖြင့်တန်ဃာတွေကဘယ်လိုကြောင့်တရဏလို့ခေါ်နိုင်တယ်လဲတန်ဃာတွေကိုခေါ်နိုင်တယ်လဲလို့ဆိုရင်အပကနံပိကာရဏံဝိပုလဖလပတိလာဘကရဏိနာတန်ဃောတဲ့တန်ဃာအဖွဲ့အစည်းဆိုတာဟာတဦးတယောက်ကိုခေါ်တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့တပည့်တန်ဝကတွေဟာရာဂဆိုတာတွေမရှိအောင်ကျင့်တယ်ကျင့်သည့်အတွက်ကြောင့်ရာဂဆိုတာမရှိတော့ဘူးဒေါသဆိုတာမရှိတော့မောဟဆိုတာမရှိတော့မရှိအောင်လဲကျင့်တယ်ကျင့်ခြင်းကြောင့်ရာဂဒေါသမောဟဆိုတာတွေကင်းကွာသွားတယ်အဲ့ဒါလို့ကင်းကွာသွားတဲ့ပုဂ္ဂိုလ်တွေကိုလှူတယ်တန်းတယ်ဆိုတဲ့နေရာမှာနည်းနည်းလေးပဲလှူအကျိုးတွေအများကြီးရနိုင်တယ်ဆိုလိုတာကလောကလူတွေဟာစားစရာတောက်စရာပေါ်ဖို့အတွက်ဘာလုပ်ရတော့ဆိုရင်စိုက်ပျိုးရေးလုပ်ကြရတယ်စိုက်ပျိုးရေးလုပ်တာအမြတ်အမတန်များတဲ့လုပ်ငန်းတစ်ခုလို့ပြောရမှာစပါးစီလေးတစ်စီးစိုက်လိုက်လို့ရှိရင်အဲ့ဒီကတပင်ပေါက်လာတဲ့စပါးပင်ကသီးတာကြတော့စပါးစီပေါင်းမြောက်များစွာရတယ်နော်တထင်းလောက်ကျဲလိုက်လို့ရှိရင်တင်း100လောက်ရတယ်ကြည့်တရသီးလေးတစ်လုံးစိုက်လိုက်တာနဲ့တရပင်ကနှစ်စဉ်ထောင်ချီသီးပေးနေတယ်တန်းချီထီအောင်အသီးတွေရအဲ့ဒါလို့
အကျိုးတရားမျိုးကိုဖြစ်ပေါ်စေနိုင်တာကတန်ခါပဲတဲ့ဒါကြောင့်မို့လို့တန်ခါဟာအဲ့ဒီနည်းနဲ့တတ္တဝါတွေရဲ့အပေါ်မှာအကူအညီပြုတယ်ဒါကြောင့်မို့တရဏလို့ခေါ်တယ်ကိုယ်ွယ်တိုက်တယ်လို့ဒီလိုပြောတာကောင်းပြီဖရာတရားတန်ခါဒီသုံးခုဟာတရဏဒါဖြင့်တရဏခမနဆိုတာဘာလဲတရဏဂုံဆိုတာကြတော့ဘာကိုပြောတာတော့ဆိုအဲ့ဒီဖရာတရားတန်ခါတွေကိုယုံကြည်တဲ့စိတ်နဲ့ခုနကဒီအမှန်တရားကိုသိလို့တဲ့စိတ်ကောင်းကျိုးချမ်းသာတွေကိုဖြစ်ပေါ်စေတဲ့အမှန်တရားကိုသိလို့တဲ့စိတ်နဲ့ကိုးကွယ်တာဆိုလိုတာကဘုရားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့တဲ့တရားတွေပြဋ္ဌာန်းတဲ့စိတ်တုပ်ပတ်ကိုတရဏခမနတရဏဂုံလို့ခေါ်တာအဲ့တော့တရဏဂုံဆိုတာယုံကြည်ချက်နဲ့ကိုးကွယ်တဲ့စိတ်ဘုရားတရားတန်ခါပေါ်မှာယုံကြည်တဲ့စိတ်ကိုတရဏဂုံလို့ခေါ်တယ်လို့ဒီလိုမှတ်တရဏခမနဟောနောက်တစ်ခုကဘာသိရမလို့ဆိုလို့ရှိရင်အဲ့ဒီတရဏဂုံကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏဂတတရဏဂုံကိုကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်အဲ့ဒီစိတ်ထရှိတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါကိုယုံကြည်ပြီးတော့ကိုးကွယ်စိတ်ကပ်တဲ့ပုဂ္ဂိုလ်ကြတော့တရဏဂတဟောတရဏရဲ့တရဏဂမနရဲ့တရဏဂတရဲ့ကိုယ်ွယ်စိတ်ကပ်သူသုံးခုအဲ့ဒီမှာတရဏကိုယ်ွယ်မှုတရဏဂုံဟာဘယ်နှမျိုးရှိတုံးဆိုလို့ရှိရင်လောကိယတရဏဂုံနဲ့လောကုတ္တရတရဏဂုံလို့အခြေခံအားဖြင့်ဒီလိုနှစ်မျိုးမှတ်လောကိယတရဏဂုံဆိုတာအနေနဲ့ဖရာပေါ်မှာယုံကြည်တဲ့တတ္ထာအဲ့ဒီယုံကြည်မှုကိုအခြေခံတဲ့တမ္မာဒိဋ္ဌိတတ္ထာနဲ့တမ္မာဒိဋ္ဌိတတ္ထာရဲ့တတ္ထာကိုအခြေခံတဲ့တမ္မာဒိဋ္ဌိရဲ့အဲ့ဒါကိုဒါလောကိယတရဏဂမနလို့ခေါ်တယ်လောကုတ္တရကြတော့သစ္စာလေးပါးကိုမြင်သွားပြီဘုရားတရားတန်ခါပေါ်မှာဘယ်တော့မှမပြောင်းလဲတဲ့ယုံကြည်ကိုးကွယ်မှုကိုဒါလောကုတ္တရတရဏဂုံလို့ခေါ်တယ်နော်လောကုတ္တရတရဏဂုံလို့ခေါ်တယ်အဲ့ဒီမှာလောကီတရဏဂုံလောကုတ္တရတရဏဂုံဆိုတဲ့အထက်မှာလောကီဒီလောကုတ္တရတရဏဂုံဆိုတာတော့ခိုင်မြဲသွားပြီပေါ့တကယ့်ကိုဓမ္မစက္ခုတရားမျက်စိရသွားတဲ့ပုဂ္ဂိုလ်တွေသောတာပန်သဂရဂနာဂယန္တာဖြစ်သွားပြီဆိုလို့ရှိရင်ဘယ်တော့မှမပြောင်းလဲတဲ့ပုဂ္ဂိုလ်ဒီပုရုဇဉ်တွေလောကီတရဏဂုံဆိုတာတော့ပြောင်းလဲနိုင်တယ်အခုဗုဒ္ဓဘာသာဖြစ်ပေမဲ့တော့ကြတခြားဘာသာဝင်ဖြစ်ချင်းဖြစ်သွားနိုင်တယ်နော်ယုံကြည်ချက်တွေဟာပြောင်းလဲနိုင်တယ်ကိုယ်ွယ်မှုတွေလည်းပြောင်းလဲနိုင်တယ်ပေါ့အဲ့ဒီမှာတရဏဂုံအမျိုးအစားနဲ့ပတ်သက်ပြီးတော့မှတ်သားဖို့ရှိတယ်တရဏဂုံတည်ဖို့ဆိုတာတရဏဂုံအမျိုးအစား၄မျိုးရှိတယ်တဲ့ပါဠိလိုနံပါတ်1ကအတ္တတဏ္ဏိယတနာအတ္တတဏ္ဏိယတနာဆိုတာမိမိကိုယ်ကိုဘုရားတရားတန်ခါသို့အနှင်းခြင်းအာအတ္တနာဗုဒ္ဓတနေယတေမိငါရဲ့ဘဝငါခန္ဓာကိုယ်ဘုရားအားအနှင်းပါတယ်လို့ဆိုရင်အတ္တတဏ္ဏိယတနာကိုအနှင်းပြီးတော့ကိုးကွယ်တဲ့တရဏဂုံကိုအတ္တတဏ္ဏိယတနာတရဏဂုံလို့ခေါ်တယ်နောက်တစ်ခုကတပ္ပရာယနတာပါဠိလိုတပ္ပရာယနတာပရာယနဆိုတာလဲလျောင်းရဆိုတာဖះမတပါအာကိုရမရှိဘူးဖះကိုပဲအာကိုပါတယ်လို့အဟံဗုဒ္ဓပရာယနောငါသည်ဖះပေါ်မှာသာအာကိုတယ်တခြားကိုအာမကိုဘူးဓမ္မပရာယနောတရားသာလင်အာကိုရရှိတယ်တခြားကိုအာမကိုဘူးတန်ခါပရာယနောတန်ခါသာလင်အာကိုရရှိတယ်တခြားကိုအာမကိုဘူးလို့ဒီလိုဆောက်တည်တဲ့တရဏဂုံကြတော့တပ္ပရာယနာတာလို့ခေါ်တယ်နောက်တစ်ခုကတိတ်တဘာဝုပခမနတိတ်တဆိုတာတပြည့်ဘာဝဆိုတာအဖြစ်ဥပခမနဆိုတာကပ်ရောက်ခြင်းတပြည့်ခံခြင်းလို့ပြောတာနော်ဖရာရဲ့တပြည့်
ဘသူရဲ့တပည့်တုံးဆိုဘုရားတပည့်ဓမ္မဗုဒ္ဓရဲ့တပည့်ဓမ္မရဲ့တပည့်သံဃာရဲ့တပည့်ဆိုပြီးတော့တပည့်အဖြစ်ခံယူတာအဲ့တော့ဗုဒ္ဓရဲ့တပည့်အဖြစ်ခံယူလိုက်တာဒါတိတ္တဘာဥပကမ္မနာတရဏဂုံလို့ခေါ်တယ်ဒီတရဏဂုံကိုဘယ်သူစောင့်တည်ခဲ့တာလဲလို့ဆိုလို့ရှိရင်ရှင်မဟာကတ္တဗလို့နောက်ပိုင်းမှာထင်ရှားကြော်ကြားတဲ့ပိပလိပုံနာတထေကြီးကတိတ္တဘာဥပကမ္မနာတရဏဂုံကိုစောင့်တည်ခဲ့တာသူကအဟံဗုဒ္ဓတအန္တေဝတိကောငါဖရာရဲ့တပည့်ပဲဘသူရဲ့တပည့်မှမခံဘူးငါဆရာဖရာပဲလို့ဒီလိုလက်ခံတာနောက်တစ်ခုကျတော့နောက်ဆုံးတစ်ခုကျတော့ပฏิပါတပฏิပါတဆိုတာလက်အုပ်ချီတာတို့ရှ िख ိုးတာတို့အယုသိပေးတာဘယ်သူမှဘယ်ဖရာကိုမှလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းဆိုတာမလုပ်ဘူးဒီဗုဒ္ဓဓမ္မသံဃာကိုသာလည်းလက်အုပ်ချီခြင်းအယုသိပေးခြင်းရှ िख ိုးခြင်းလုပ်မယ်လို့ကိုယ်စိတ်ကိုဆုံးဖြတ်ထားပြီးတော့ကိုယ်ွယ်တာအယုသိပေးတာဒါပဏိပါဒလို့ခေါ်တယ်အဲ့ဒီလိုပဏိပါဒလုပ်တဲ့အခါမှာအမျိုးမျိုးရှိသေးတယ်တရဏဂုံတီမတီဆိုတာနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်ဖះကိုယုံကြည်ကိုးကွယ်တယ်ဆိုတဲ့နေရာမှာလတ်လတ်ပါလိုချင်လို့ဖះကိုကိုးကွယ်တာလားဆရာသမားဖြစ်လို့ဖះကိုကိုးကွယ်တာလားဆွေမျိုးတော်လို့ဖះကိုကိုးကွယ်တာလားအေးမကိုးကွယ်ဘူးဆိုရင်ပတ်ဝန်းကျင်ကကိုယ်ကဲ့ရဲ့ရှုတ်ချမှာမှုကြောက်လို့ကိုးကွယ်တာလားဟောဒီလိုရှိတယ်အကယ်၍အဲ့ဒီလိုမဟုတ်ဘဲနဲ့မြတ်စွာဘုရားရဲ့ဂုဏ်တော်တွေကိုသိပြီးဩတကယ်မြင့်မြတ်တဲ့ပုဂ္ဂိုလ်ပါပဲဆိုတဲ့ရည်ရွယ်ချက်နဲ့ကိုးကွယ်မှတရဏဂုံတည်တယ်တဲ့ဟောတရဏဂုံယူပြီမဲ့လို့ယူတိုင်းမတည်ဘူးလို့ဆိုတာဒက္ခိနေယတကယ်ကိုမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့ကိုးကွယ်မှတရဏဂုံတည်တယ်အေးဖះငါဆွေမျိုးပဲဆိုပြီးတော့ဆွေမျိုးကိုချစ်တဲ့စိတ်နဲ့ဖះကိုရှ िख ိုးလို့ရှိရင်ဒါတရဏဂုံမဟုတ်ဘူးကိုအမျိုးကိုကဘာမသိညာမသိဒီဖះပဲကိုးကွယ်တယ်ဆိုတော့အမျိုးရိုးလိုက်မိယိုးဖလာပေါ့အဲ့လိုမိယိုးဖလာကိုးကွယ်ရင်လည်းပဲတရဏဂုံအစစ်မရဘူးညာတိကုလအာစာရဆရာအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းပဲဟုတ်လားအာစရိယအနေနဲ့ကိုးကွယ်လို့ရှိရင်လည်းမရဘူးဘယ်ရကြောက်လို့မကိုးကွယ်ရင်မင်းကိုးကွယ်ရမယ်မကိုးကွယ်ရင်မလုပ်မယ်ညာလုပ်မယ်ဆိုရင်ကြောက်လို့ကိုးကွယ်တာဆိုရင်လည်းပဲတရဏဂုံမတည်ဘူးတဲ့ဒါကြောင့်မို့ပဏိပါဒဆိုတဲ့ဒီကိုအလေးအမြတ်လက်အုပ်ချီခြင်းရှ िख ိုးခြင်းဆိုတဲ့ဒီအမှုတွေကိုပြုတယ်လို့ဆိုတဲ့နေရာမှာမြင့်မြတ်တဲ့ပုဂ္ဂိုလ်တူအနေနဲ့လုံးမတရဏဂုံတရားရောက်တယ်လို့ဒီလိုစာပေကျမ်းဂန်မှာဆိုထားတယ်တခါအဲ့ဒီတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်เสียနော်အဲ့ဒီလောကီတရဏဂုံဟာပြည့်ပြည့်စုံစုံဖြစ်ဖို့အတွက်လိုအပ်တာတွေရှိတယ်မပြည့်မစုံတဲ့ပဏိပါဒတရဏဂုံဟာတရဏဂုံပြီးပြီးပြင်းပြင်းမဖြစ်ဖို့ရလဲအကြောင်းတရားတွေရှိတယ်တရဏဂုံရဲ့အရှိန်အဝါကိုချဆင်းစေတတ်တဲ့အကြောင်း၃မျိုးကဘာလို့ဆိုအညာဏနားမလဲတာတစ်ခုမသိဘူးဘယ်လိုကိုးဝယ်ရမယ်ဆိုတာမသိဘူးနော်တန်တရာဟုတ်မဟုတ်ကလားဖះဆိုတာဟုတ်မဟုတ်ကလားဆိုရယ်မယုံတယုံနဲ့ကိုးကွယ်တာနောက်တစ်ခုကမိစ္ဆာညာဏမှားယွင်းတဲ့အတွေးတွေအမြင်တွေနဲ့ကိုးကွယ်တာအဲ့ဒါဆိုလို့ရှိရင်ဒီတရဏဂုံဟာယော့နေပြီးတော့သွားလိမ့်မယ်ဒါကြောင့်မို့အသိဉာဏ်လည်းရှိရမယ်တန်တရားလည်းကင်းရမယ်မှန်ကန်တဲ့ဉာဏ်အမြင်နဲ့ပြည့်စုံရမယ်မှန်မှန်ကန်ကန်မြင်နိုင်ရမယ်လို့ဒီလိုဆိုတာအဲ့ဒီတရဏဂုံဟာဘယ်လိုအခါမှာပြတ်တတ်တယ်လဲတရဏဂုံတချို့မေးလေးရှိတယ်တရဏဂုံပြတ်သလားမပြတ်ဘူးလားနတ်ရှ िख ိုးရင်ရောတရဏဂုံပြတ်သလားမပြတ်ဘူးအဲ့တော့ရှ िख ိုးတယ်ဆိုတဲ့နေရာမှာ
ကိုးကွယ်လို့ရှ िख ိုးတာလားသို့မဟုတ်ကြောက်လို့ရှ िख ိုးတာလားရည်ရွယ်ချက်ရှိသေးတယ်ပေါ့ဟာနတ်ဟာလောကမှာအမြတ်ဆုံးပဲသူ့ရဲ့မြတ်တာမရှိဘူးတကိုးကြီးတယ်ဆိုပြီးတော့နတ်ကိုရှ िख ိုးတယ်တကိုးကြီးလို့အရာရာကိုသိနိုင်တဲ့အနေနဲ့ကိုးကွယ်ပြီးတော့နတ်ကိုရှ िख ိုးမယ်သို့မဟုတ်တခြားဘာသာဆရာဘာသာခိုင်းကိုရှ िख ိုးမယ်အဲ့ဒီလိုရည်ရွယ်ချက်တွေနဲ့ရှ िख ိုးမယ်အမှန်တရားကိုသိတယ်ဒီဘာသာမှာမှန်ကန်တယ်ဆိုတဲ့အနေနဲ့ရှ िख ိုးရင်တော့ဒါတရဏဂုံပြတ်တယ်အဲ့ဒါတရဏဂုံပြတ်တယ်အဲ့ဒီတရဏဂုံပြတ်မှုဟာအပြစ်လဲရှိတယ်ပေါ့အပြစ်လဲရှိတယ်လို့ဒီလိုဆိုတယ်ဟောတရဏဂုံကဘယ်အချိန်မှပြတ်တတ်သေးတယ်လဲလို့ဆိုလို့ရှိရင်ဘုရားဘာသာဝင်တွေတရဏဂုံတော့စောင့်တည်ထားတယ်အသက်ရှိတယ်သို့တော့သေသွားပြီဆိုလို့ရှိရင်တော့တရဏဂုံပြတ်တယ်အဲ့ဒီပြတ်မှုကတော့အပြစ်မရှိဘူးသေသွားလို့ပြတ်တာကိုဘာဖြစ်လို့ပြတ်တယ်လို့ပြောတာတော့ဆိုဘုရားကုံတရားကုံသံဃာကုံသိနိုင်တဲ့စိတ်မှရှိမှမရှိတော့တရဏဂမနာဆိုတဲ့စိတ်တုပ်ပတ်မရှိတော့မရှိသည့်အတွက်ကြောင့်သေလို့ရှိရင်တရဏဂုံပြတ်တယ်ဒါကြောင့်မို့လို့ဗမာပြည်မှာတရဏဂုံတင်တယ်ဆိုတဲ့အယူဆတစ်ခုထပ်ပေါ်လာတယ်တရဏဂုံကပြတ်သွားလို့ပြန်တင်ပေးတယ်ဆိုသို့တော့သေတဲ့အပေါ်မှာလူသေးကောင်ကြီးကိုတရဏဂုံတင်လို့ရတော့မရဘူးသူစောင့်တည်ထားတဲ့တရဏဂုံဟာသူသေသွားရင်ပြတ်သွားပြီမရှိတော့ဒီလိုဆိုလို့တယ်အဲ့တော့ဘေးကလူတွေကတရဏဂုံတင်တာအဲ့ပြတ်သွားတယ်ဆိုတာကိုအကြောင်းပြုပြီးတော့လောက်ကြပုံရတယ်တရဏဂုံတင်တယ်လို့ဆိုတာအမှန်ကတော့ဖြစ်တဲ့နာတရဏဂုံတင်တယ်ဆိုတာသေတဲ့လူကိုတင်တာမဟုတ်ဘူးသူ့အတွက်ရည်စူးပြီးတော့ကုသိုလ်ကောင်းမှုပြုဖို့အတွက်ကြံရတဲ့ပုဂ္ဂိုလ်တွေကတရဏဂုံဆောက်တည်တယ်၅ပါးသီလခံယူတယ်ပြီးတဲ့အခါအမြတ်တမ်းပေးဝေတယ်ဒါပဲဖြစ်အောင်အဲ့ဒါမှမှန်ကန်တဲ့လမ်းကြောင်းလို့ဒီလိုပြောအောင်သေရင်တရဏဂုံပြတ်တယ်သို့တော့အပြစ်ရှိလားဆိုမရှိဘူးလို့ဒီလိုပြောအောင်အပြစ်မရှိတဲ့ဟာအကျိုးလည်းမပေးဘူးအဲ့ဒီပြတ်သွားတာအပြစ်မရှိသည့်အတွက်ကြောင့်မကောင်းကျိုးမပေးနိုင်ဘူးခုနကမကောင်းကျိုးကိုပေးနိုင်တရဏဂုံတခြားဘာသာကိုပြောင်းပြီးတော့ကိုးကွယ်လို့ဆိုလို့ရှိရင်တော့အပြစ်ရှိတယ်ပြက်လဲပြက်တယ်လို့ဒီလိုပြောရမှာဒါတရဏဂုံနဲ့ပတ်သက်ပြီးတော့မှတ်စရာလေးတွေတရဏဂုံပြက်မပြက်ကောင်းပြီတရဏဂုံကိုးကွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတရဏဂုံကိုစိတ်ကပ်ထားတဲ့ပုဂ္ဂိုလ်ဘုရားတရားတန်ခါယရဏသုံးပါးလို့ဆိုတဲ့တရဏကိုကိုယ်ွယ်စိတ်ကပ်တဲ့ဥပဒကဥပတိကာမအမျိုးသားအမျိုးသမီးတရဏဂုံကိုယ်ွယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ်။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်မြတ်စွာဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကိုဟောတယ်တရားကလည်းပဲတကယ်ကဲတင်နိုင်တယ်တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်ဒါကြောင့်မို့လို့ဖယားတရားတန်ခါကိုကိုးကွယ်စိတ်ကပ်လို့ရှိရင်တဲ့မြတ်စွာဘုရားယေကေစိဗုဒ္ဓံတရဏံကတာတေနတ္တေခမိတ်တန္တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတယ်နော်တရဏဂုံတည်ရဲ့နဲ့တရဏဂုံစိတ်ကပ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆိုတီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝတ္ထုလေးတစ်ခုကိုကြည့်တီယိုနိုင်ငံမှာတကားတဦးကဗုဒ္ဓဘာသာမဟုတ်ဘူးသူကအသက်မွေးဝမ်းကြောင်းဘာလုပ်လဲလို့ဆိုလို့ရှိရင်တန်ခါလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုပ်သားတဲ့နော်ရေလုပ်ငန်းနဲ့အသက်မွေးတယ်ပေါ့တေကနီးကြတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာပဲဒါသဘာဝပဲကိုဘာတွေလုပ်ခဲ့တယ်ဆိုတာကိုအရိပ်မဲကြီးလို့တေကနီးကြလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲသူလည်းတေကနီးကြတော့သူလှုပ်လာခဲ့တာငါးတွေဖန်သက်ရောင်ချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရိပ်မဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှိရင်ငရဲကြမှာတေချာနေအဲ့ဒီအချိန်မှာယဟန္တာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကားကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားပြီးတော့
သူ့ကိုအားပေးစကားပြောပြီးတော့အကိုရမဲ့ဖြစ်နေတဲ့အချိန်လေးမှာဟင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆိုမလားဆိုပြီးတော့ဗုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိသံဃံတရဏံကိစ္ဆာမိဆိုတာချပေးတာလိုက်ဆိုလိုက်တယ်သံဃံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီးရှာကလေးသွားတော့မဆိုနိုင်တော့ဘူး၅ပါးသိလားအဲ့ဒါလို့ဆိုရင်းနဲ့စိတ်ထဲမှာအာကိုးသွားတယ်သူစိတ်ထဲမှာဒီဗုဒ္ဓံတရဏံကိစ္ဆာမိကိုအာကိုးပြီးတော့တည်သွားတော့ဘာဖြစ်တုံဆိုငရဲကလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမစွတ်နှတ်သွားဖြစ်တယ်နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဝါးကနဲ့သွားဖြစ်တယ်အဲ့တော့ညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမစွတ်နှတ်ဖြစ်တဲ့အကြောင်းပြောတယ်ရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခါတရဏံကိစ္ဆာမိတင်ဆုံးသက်သွားတာဆိုတော့ယဟန္တာကြီးကပြောတယ်မင်းမှမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါတေဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာဒါတရားဓမ္မဟာဒီလိုကဲတင်နိုင်တယ်ဒါကြောင့်မို့တရဏလို့ခေါ်တာအဲ့ဒါလို့ကဲတင်ခဲ့တဲ့ဝတ္ထုဇာလန်းတွေဟာအများကြီးရှိတာပေါ့အေးကောင်းပြီဖရာတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုဂ္ဂိုလ်တွေအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယေကာဒါယိကာမလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံးတမ်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနွယ်တွေဆိုတော့မထက်ခေါ်လို့ရှိတယ်နော်ဒါယေကာမဟောမလေးပါတယ်နောက်ကဥပဒကဥပတိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါတယ်အလုံးကြားဘူးရမို့လားဗမာလူမျိုးတွေရဲ့ဘယ်လူမျိုးကဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေစီးသက်လာတယ်ဆိုတာသမိုင်းကြောင်းဖတ်တဲ့လူတွေသိမှာပေါ့နော်အေးအဲ့လိုဥပဒကဥပတိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသီလလုံရမယ်ဒါဗုဒ္ဓဘာသာဝင်အနေနဲ့၅ပါးသီလလုံရ၅ပါးသီလလုံမှပြည့်စုံတဲ့ဘုရားရဲ့ကိုးကွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့ပြီးတော့၅ပါးသီလလုံယုံနေမကဘူးဘုရားကိုကိုးကွယ်တဲ့အမျိုးသားအမျိုးသမီးတွေဟာရှိရမယ့်အင်္ဂါရပ်တွေရှိသေးတယ်အဲ့ဒါတွေရှိပြီဆိုလို့ရှိရင်ဒါပြည့်ပြည့်စုံတယ်ပေါ့ယရနာလို့ခေါ်နိုင်တယ်ယရနာဝင်ဖြစ်သွားတယ်ဥပဒကယရနာဥပတိကယရနာယရနာစံဝင်ယရနာအမျိုးသားအမျိုးသမီးဖြစ်ဖို့ရအတွက်ဘာတွေလိုအပ်လဲလို့ဆိုလို့ရှိရင်နံပါတ်1ကဘုရားရဲ့ခုံကိုယုံကြည်ခြင်းဆိုတဲ့တတ္တာရှိရမယ်နံပါတ်2က၅ပါးသီလဆိုတဲ့သီလကိုခြင်းတရားရှိရမယ်နံပါတ်3ကဘာလဲလို့ဆိုရင်လောကီမင်္ဂလာတွေကိုမယုံအောင်ကောတုဟလမင်္ဂလာလို့ခေါ်တယ်လောကီမင်္ဂလာတွေကိုမယုံမဲနဲ့ကံကိုပဲယုံရမယ်လောကီမင်္ဂလာဆိုတာသိလားအခုကလူတွေပြောနေကြတာရှိတယ်လေဟေးပန်းသီးဖျားတင်လို့ရှိရင်ပန်းတတ်တယ်တဲ့မတင်ဘူးကြာပန်းလူလို့ကြာတယ်ပေါ့မြန်မြန်မအောင်ဘူးလို့အဲ့ဒါတွေဟာလောကီမင်္ဂလာတွေခေါ်တယ်နော်လောကီမင်္ဂလာတွေခေါ်တယ်အဲ့ဒါမျိုးတွေကိုမယုံရဘူးတဲ့မြန်မြန်ကြီးပွားခြင်းလို့နေချင်းညာချင်းကြီးပွားခြင်းလို့ဂျင်းမင်ဆိုင်တဲ့အကြံအောင်လို့ကြံဆိုင်တဲ့နော်လေအဲ့ဒါလူဟာတွေကိုယုံကြည်နေမယ်ဆိုလို့ရှိရင်ဥပဒကပိပိသားဥပဒကယေရနာတော်ဝင်ဥပဒကမဖြစ်ဘူးတဲ့ကံကိုပဲယုံကြည်ရမယ်ကိုလှုပ်တာကောင်းတဲ့ကံလားကုသိုလ်လားအကုသိုလ်လားဒါပဲသိရမယ်အဲ့ဒီမင်္ဂလာတွေကိုကောတုဟလမင်္ဂလာလို့ခေါ်တယ်ဟိုလူကပြောလိုက်ဒီလူကပြောလိုက်ဟုံနိုးနိုးဒီဟာဟုံနိုးနိုးအေးဘုရားဘာသာဝင်တွေတချို့များကြီးသေးတယ်နော်ကြီးပွားခြင်းတော့ဘာလို့တုံးဆိုကြီးကိုအကြီးသွားပြီးပရိစိတ်ရတာနဲ့သေးသေးစိတ်ရင်သေးမှဆိုလို့လားမသိဘူးနော်အဲ့တော့ကြီးကိုကြီးတို့ဘာတို့ညာတို့နဲ့အဲ့ဒီမှာဆွဲတော်တောင်မှပဲ၄စုတရထဲဖူးရင်ဘာဖြစ်မယ်ညာဖြစ်မယ်နော်
အမျိုးကိုစုံနေတာပဲကြိုက်ထီးကိုလည်း6ခေါက်တက်ရင်3ခေါက်တက်ရင်ချမ်းသာတယ်တဲ့ဟောအထမ်းသမားတွေ6ခေါက်ပဲကတော့မှာနော်ခုလည်းထမ်းနေရတော့မှသူတို့အများရန်ထမ်းနေတာပဲအဲ့ဒါလို့တောင်မစင်စားနိုင်အောင်ဖြစ်နေကြဒါတွေကအဓိကမဟုတ်ဘူးဆိုတာဟိုဒါလက်တွေ့မကြတာတွေကိုလောကလူတွေကယုံကြတယ်အဲ့ဒါတွေကိုမယုံမှုကအမှန်တမ်းအရေးကြီးတယ်ဟောနောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကုသိုလ်ကောင်းမှုလုပ်ပြီးတကယ်ကိုကောင်းကျိုးချမ်းသာရဖို့လုပ်ပြီးဆိုရင်ဘုရားသာသနာကိုပဲလုပ်တယ်လှူပြီးဆိုလဲဒီသာသနာကိုပဲဥတည်တယ်ကျန်တဲ့နေရာမလှူဘူးလို့ပြောတာမဟုတ်ဘူးအဓိကထားပြီးတော့လှူတယ်အဲ့ဒါဆိုလို့ရှိရင်ဒါဘုရားရဲ့တပည့်ဥပဒကဥပတိကမှတော်ဝင်ယရနာတွေဖြစ်လာနိုင်တယ်တဲ့ကောင်းပြီ၅ပါးသီလလည်းပြည့်စုံတယ်အခုလို့တော်ဝင်ဖြစ်စေနိုင်တဲ့အင်္ဂါရပ်တွေနဲ့လည်းပြည့်စုံတယ်ဘုရားဘာသာဝင်နေအယောင်းဝယ်မလုပ်ရတာ၅မျိုးရှိတယ်ဒါမြတ်စွာဘုရားလွန်ခဲ့တဲ့နှစ်ပေါင်း1500ကနေပြောခဲ့တဲ့ဟောခဲ့တဲ့တရားဘုရားဘာသာဝင်နေဟာအယောင်းဝယ်မလုပ်သင့်ဘူးမလုပ်ရဘူးလို့မလုပ်သင့်ဘူးလို့မြတ်စွာဘုရားဟောခဲ့တယ်ဘာတွေလဲလို့ဆိုလို့ရှိရင်တထဝနိစ္စလက်နဲ့အယောင်းဝယ်မလုပ်ရလက်နဲ့ဆိုတဲ့နေရာမှာလူတတ်တဲ့လက်နဲ့လူကိုသေစေတတ်တဲ့လူတတ်လက်နဲ့တွေအယောင်းဝယ်မလုပ်ရဘူးတဲ့ဘုရားဘာသာဝင်မြတ်စွာဘုရားဥပဒကဆိုရင်နော်တထဝနိစ္စလက်နဲ့အယောင်းဝယ် trade on weapons အဲ့ဒီပေါ်မှာအယောင်းဝယ်မလုပ်ရဘူးနောက်တစ်ခုကတတ္တဝနိစ္စလူတတဝါအယောင်းဝယ်မလုပ်ရဘူးတဲ့အခုလူကုန်ကူးတယ်ဆိုတာဒီနော်မြတ်စွာဘုရားဟိုရှေးတုန်းကတည်းက2500တဲ့ဟောခဲ့တာအခုလူကုန်ကူးနေတာတွေကြီးကျယ်ဖြစ်နေတယ်ကမ္ဘာမှာအဲ့ဒါလို့လူတွေကိုရောင်းစားတာမျိုးမလုပ်ရဘူးတဲ့ကျွန်ဖြစ်ခိုင်းမှုရရောင်းစားတာတွေဒီကနေ့ခေတ်ဟာဒီနာမည်နဲ့လူကုန်ကူးတယ်ဆိုတဲ့နာမည်နဲ့ပြောနေကြတာတကယ်ကတော့ကျွန်ဖြစ်ရောင်းစားတာပဲဘာမှမထူးဘူးလူချင်းအဲ့တော့တတ္တဝနိစ္စလူကိုအယောင်းဝယ်မလုပ်ရဘူးတဲ့နော်လူကုန်မကူးရဘူးစာထဲမှာတကယ်ပါတာနော်ဒါဘုရားဘာသာဝင်ဖြစ်လာလို့ရှင်တတ္တဝနိစ္စလူတော်ဝါတွေကိုကုန်ကူးတာမလုပ်ရဘူးတဲ့နောက်တစ်ခုကမန္တဝနိစ္စအသားတတ်ပြီးတော့ရောင်းတဲ့ဟာမျိုးမလုပ်ရဘူးဆိုလိုတာကအသားတတ်လိုင်စင်မဆွဲနဲ့အဲ့ဒါနဲ့အယောင်းဝယ်မလုပ်နဲ့လို့ပြောတာနော်အဲ့ဒါမျိုးနဲ့အစည်းအဝါးမရှာသင့်ဘူးနောက်တစ်ခုကဘာလို့ဆိုမစ္ဆဝနိစ္စဒီမူရစေဝါအယောင်းဝယ်မလုပ်ရဘူးကြမြတ်စွာဘုရားပြညတ်ခဲ့တာတွေလောကမှာတကယ်ဟုတ်တာနော်မူရစေဝါမောင်ကိုကူးတာဆိုတချို့နိုင်ငံတွေကသေဒဏ်ပေးတာလေ capital punishment သေဒဏ်ပေးတာဒီနာနိုင်ငံတွေမှာဆိုမလေးရှားတို့စင်ကာပူတို့ဆိုရင်မူရစေဝါမောင်ကိုကူးတဲ့လူဟာသေဒဏ်ပေးတာပဲသူတို့နိုင်ငံဗီဇာယူလို့ရှိရင်စာကြီးကိုရေးထည့်ထားတာမူရစေဝါမလုံးနဲ့သေဒဏ်ပေးလိုက်မယ်ဆိုတာဒါလည်းလှုပ်တာပဲလှုပ်တဲ့လူကတော့အဲ့တော့မြတ်စွာဘုရားကဘုရားရဲ့ဥပဒကတွေဟာမစ္ဆဝနိစ္စသေရဲ့အယောင်းဝယ်မလုပ်ရဘူးတဲ့မူရစေဝါအယောင်းဝယ်မလုပ်ရဘူးတဲ့နောက်တစ်ခုကဘာတော့ဆိုတတ္တဝါတွေကိုသေစေတတ်တဲ့အစိတ်အယောင်းဝယ်မလုပ်ရဘူးဝိတဝနိစ္စတဲ့အစိတ်အယောင်းဝယ်မလုပ်ရဘူးဟောအဲ့ဒါဘုရားဘာသာဝင်နေမလုပ်တဲ့နဲ့မလုပ်ရမဲ့ကုံသွယ်မှု၅မျိုးတဲ့နော်လက်နဲ့ကုံသွယ်မှုလူတရဝါလူကုန်ကူးမှုလူကုန်ကူးမှုသတ်လိုင်စင်နဲ့စီးပွားရှာမှုနော်မူရစေဝါကုန်ကူးမှုအစိတ်တတ္တဝါတွေကိုသိစေနိုင်တဲ့အစိတ်တွေကုန်ကူးမှုအဲ့ဒါတွေဟာရှောင်ရမယ်လို့ဒီလိုမြတ်စွာဘုရားဟောထားတာတွေသုတ်တန်တွေထဲမှာရှိပါတယ်ဒါကြောင့်မို့လို့ဒီကနေ့ဘာသာတရားနဲ့ကိုယ်ွယ်မှုတရဏဂုံဆိုတာအတော်လေးအထက်ကရာကျမ်းတွေကထုတ်နှုတ်ပြီးတော့ဘုန်းကြီးတို့အားလုံးသိရှိအောင်လို့ဟောကြားခြင်းဖြစ်ပါတယ်ဒါကြောင့်မို့တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့ဖရာတရားတန်ခါလို့ဆိုတဲ့ယရဏ၃ပါး
လောကမှာပေါ်ပေါက်လိုက်တဲ့ဘာသာတရားကြီးတွေထဲမှာဘုရားတရားတန်ခါလို့ဆိုတဲ့ယရဏသုံးပါးကိုကိုးကွယ်ရတယ်ဆိုတာဘယ်လိုယုံကြည်ချက်နဲ့ကိုးကွယ်တယ်ဘယ်လိုအကျိုးကျေးဇူးတွေရှိတယ်နော်ဘယ်လိုပျက်စီးနိုင်တယ်ဆိုတာတွေဒါတွေကိုသိရှိနားလည်ပြီးတော့ဆောင်နေတာဆောင်ရှောင်နေတာရှောင်ပြီးတော့မိမိတို့ရဲ့ဘဝဟာကောင်းအောင်တဘဝတဲ့တဘဝတာလွန်ကောင်းမွန်တဲ့ဘဝတစ်ခုကိုရပြီးနောက်ဆုံးမှာနိဗ္ဗာန်ချမ်းသာထိအောင်မျက်မှောက်ပြုနိုင်အောင်ကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးကျင့်ကြံကြိုးကုပ်အားထုတ်တော်မူနိုင်ကြပါစေကုန်သတည်းသာဓုသာဓုပါဗျာကဲမေတ္တာပို့ရအောင်တတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေတတ္တဝါများစွာဘေးရန်ကွာချမ်းသာကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေမေတ္တာရေချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြေပါစေဓမ္မောတရံပိဝိတဝါနဝိသာသဗ္ဗေတမုဟတံအာစရမရတိတိဘာဝနိဗ္ဗာနံယန္တုတာရောဓမ္မောတရံလောဘဒေါသမောဟစိတ်တောကင်းပြောက်ကြည်တရားစေကိုပိဝိတဝဝန္တာရှင်ပြတောက်ကြရအနာကြရကုန်သောကြောင့်ဝိသသဗ္ဗေပူဇာညစ်နှောက်ကိလေသာစိတ်တောက်ဟုသမျှတို့သည်သမဝတ္တပိဉ္ကြဘက်တွင်ရေမတင်တဲ့ကဲ့သို့ကင်စင်လွင်ပြောင်းပေမရအောင်ပဲဖြောက်အပ်ကုန်သည်ဟွန်တုစင်စစ်မသွေဖြစ်ကြပါစေကုန်သတည်းအာစရမရံအိုခြင်းလဲကွာနာခြင်းလဲကင်သေးခြင်းလဲရှင်းထသောတိတိဘဝကိလေသာဟုပုခသိင်ကင်းခြင်းရာအစစ်ဖြစ်ပေထသောနိဗ္ဗာန်နိဗ္ဗာန်ဟုခေါ်အေးမြူတော်သို့သာရောတရားချစ်ခင်စိတ်ကောင်းဝိညာသူတော်စင်များတို့သည်ယန္တုပါရမီအစဉ်စဉ်မြင့်နေမြင်၍မလင့်ပုံသေးဆက်ရောက်တော်မူကြပါစေကုန်သတည်း